Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါမောက်ပူတင်အီလေးကိုမှအချိုးစားကိုပုံမှန်ထက်ပို့ပြီးတော့ခက်မများလေးလောက်စားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးကဗီဒီယိုလေးနဲ့တကွာတခါတည်းတင်ပေးထားပါတယ်နော်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ပထမဆုံးကျုံမဲ့အိုထဲကိုတခြားဓမင်းစားစွန်းနဲ့လေးစုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရေလေးနှဲငယ်ကိုထည့်ပြီးတာနဲ့တခြားလေးတွေပျော်ပြီးတော့အရောင်လေးရဲလာတဲ့အထိပေါ့နော်ကျိုးသွားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့အချိုးစားကိုဖြိုးကပုံမှန်ထက်ပို့ပြီးတော့လောက်ဖြစ်ပါတယ်ပုံမှန်လောက်စားနေကြဆိုလို့ရှိရင်တိတ်စားမဝဘူးပေါ့နော်ဒါကြောင့်ဖြိုးထည့်ထားတဲ့တခြားလည်းပုံမှန်ထက်ပိုများသလိုပေါမောက်လည်းပုံမှန်ထက်ပိုများမယ်ပေါ့နော်ကဲတခြားလေးရရဲလာပြီဆိုလို့ရှိရင်တော့ဖြိုးတို့ပူတင်ထဲမဲ့ခွက်လေးတွေကိုလောင်းထည့်ပေးလိုက်ပါမယ်ပြရနဲ့တကြားရည်လေးတွေနှက်သွားအောင်ပေါ့နော်အခုလိုမျိုးလေးခွက်လေးကိုလှုပ်ပေးထားလိုက်ပါတယ်ရှင်ဒီပေါမောက်ပူတဲလုံနေလေးရဆိုလို့ရှိရင်အရန်လွယ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဒီတိုင်းပဲပေါင်းပစ္စည်းတွေထည့်ပြီးလို့ရှိရင်ရောကြိတ်မယ်ပြီးရင်ပေါင်းရုံပဲပေါ့နော်ဒီမောက်လေးကတော့လွယ်ကူသလောက်အရန်လဲစားလို့ကောင်းပါတယ်ပြရနဲ့ကြိတ်မဲ့ဆက်ထဲကိုဖြိုးကပေါမောက်6ချက်ကိုညှက်ထည့်ပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့ဖြိုးပေါမောက်6ချက်ကိုသုံးထားတယ်ပေါ့နော်ဖေးရနဲ့ချက်ဥလေးလောက်လောက်ကိုပါဖောက်ထည့်ပေးလိုက်ပါတယ်ချက်ဥကိုဖောက်ထည့်ပေးရနဲ့တခြားထမင်းစားစုံနဲ့လေးစုံစာလောက်နဲ့ဒီနှုတ်စီကိုထမင်းစားစုံနဲ့နှစ်စုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်အခုဖြိုးထည့်ထားတဲ့အချိုစားဆိုလို့ရှိရင်တော့အရသာကအရင်ကောင်းပါတယ်ရှင်လုံးဝကွက်တိပဲပေါ့နော်တကယ်လို့အချိုသိပ်မစားတဲ့သူဆိုလို့ရှိရင်တော့တခြားကို short ထည့်ပေးနိုင်ပါတယ်ပြရနဲ့စားလေးနှင်းငယ်ကိုထည့်ပြီးတော့မုတ်တူမှာသုံးပြနေကြဗန်နီလာနဲ့မွေရည်လေးနှင်းငယ်ကိုပါထည့်ပေးလိုက်တယ်နောက်ဆုံးကြမှာနွားနို့900 ml ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့လုံးဝညှက်သွားတဲ့အထိချိန်သွားပေးလိုက်ပါမယ်နော်ကဲဖြိုးတို့ချိန်သွားပေးလိုက်တာအားလုံးလည်းညှက်သွားပြီဆိုတာနဲ့ဖြိုးရတခါတယ်ဒီပူတင်းထဲမဲ့ခွက်လေးထဲကိုပေါ့နော်လောင်းထည့်ပေးလိုက်ပါတယ်ရှင်ဒီနေရာမှာမုတ်သားကိုဒီထက်ပိုပြီးချောလေးလှုပ်ချင်တယ်ဆိုလို့ရှိရင်တော့စကားလေးနဲ့တစ်စင်စစ်ချပေးနေပါတယ်နော်ဖြိုးကတော့အိမ်မှာကိုယ်တိုင်လောက်စားတာဖြစ်တဲ့အတွက်စကားနဲ့မစစ်တော့ဘူးပေါ့နော်ဒီတစ်ခေါက်တော့ပြရနဲ့ဖြိုးကအပေါ်မှာခဲဘက်လေးနဲ့အုပ်ပေးလိုက်ပါတယ်ခဲဘက်နဲ့အုပ်ပေးရမယ်ဒီဒုတ်လေးနဲ့ပေါ့နော်အပေါက်လေးနဲ့ဖောက်ထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့ပပွက်ဆူတဲ့ရင်တွေအိုးပေါ်မှာဖြိုးကတနိုင်နဲ့မိနစ်20လောက်ပေါ့နော်ထည့်ပြီးတော့ပေါင်းနှာပေးလိုက်ပါတယ်ပေါင်းတဲ့ချိန်မှာဆိုလို့ရှိရင်လည်းမီအေးလေးနဲ့ပဲပေါင်းသွားပေးလိုက်ပါတယ်ရှင်ဒီတစ်ခါလောက်တက်မှုအချိုစားရလဲများတော့လေဖြိုးကပုံမှန်ထက်ပို့ပြီးတော့ကြလေးပေါင်းပေးလိုက်ပါတယ်စုစုပေါင်းဆိုလို့ရှိရင်တော့ကြာချိန်တနိုင်နဲ့မိနစ်20လောက်ကြာပါတယ်ရှင်ကဲဖြိုးတို့ပေါင်းသွားပေးလိုက်တာတနိုင်နဲ့မိနစ်20လောက်ရပြီဆိုတာနဲ့ဖြိုးကမုတ်သားချက်မချက်ကိုတုပ်လေးနဲ့ထိုးဆန်းလိုက်ပါတယ်ထုံနဲ့ထိုးလိုက်လို့တုပ်လေးမှာမုတ်နှစ်လေးကကတ်ပါမလာဘူးဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ပူတင်လေးကတော့ချက်ပြီပေါ့နော်ချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်မယ်ပြီးရင်တော့ဒီခွက်နဲ့မုတ်နဲ့မကတ်ရအောင်ပေါ့နော်ဒါလေးနဲ့အခုလိုမျိုးလေးဓာတ်ရလေးပေးပြီးလို့ရှိရင်တော့အပြင်ထုတ်ပြီးလို့ရှိရင်ကိုယ်စိတ်ကြိုက်တုံကြီးသေးလေးဖြတ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ဖြိုးရတဲ့တစ်ခေါက်တော့ဒီအရှည်လိုက်လေးတွေလှီထားတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီပဲပုံစံလေးပဲမြက်လှီးနေတော့လေဆက်ဆန်းလေးဖြစ်အောင်လို့ဒီအရှည်လိုက်လေးတွေလှီထားပေးလိုက်ပါတယ်တွေ့သားလေးဆိုလို့ရှိရင်အေးပြီးတော့ပေါ့နော်မွေးပြီးတော့ချိုဆက်ပြီးအရန်လဲစားကောင်းပါတယ်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူရွှေရှင်းပြီးတော့အရန်နဲ့မှစားလို့ကောင်းတယ်ဖြိုးတို့ရဲ့ပေါမောက်ပူတင်ဤလေးရတော့စားဖို့အစစ်ဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့ညွှန်လိုက်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်ဒါဆိုဖြိုးရတဲ့ဗီဒီယိုတက်တယ်မှာပြန်ဆုံးကြမယ်နော်အားလုံးပဲဘိုင်ဘိုင်